ဒီနေ့ချက်စားပြတဲ့အဟင်းလေးကိုဒါကတော့အာလူးလေးချက်ဖို့ချက်သွန်းအနီလေးရယ်အဖြူလေးရယ်မြုပ်သီးစိမ်းလေးရယ်ထောင်းပါတယ်ဒီအာလူးလေးနောက်ပြီးကျွန်မအဆက်လေးရခိုင်ချက်လေးစားကြတော့အဲ့လိုမျိုးချက်စားအောင်စီတက်မြင်ငပိလေးပါကျွန်မထည့်လိုက်သေးတယ်အာလူးလေးထည့်အာလူးလေးကစီစီလေးပြုတ်တော့ခွာစားကြည့်အာလူးလေးဖွင့်ကြည့်လိုက်ပြီးပြုတ်ထားဆိုတိတ်ပြီးတော့ချက်စရာမလိုတော့အာလူးလေးတွေချက်ပြီးဆိုကျွန်မပကံလေးရဲ့ထက်ပကံလေးတွေရခိုင်ချက်အရင်တော့မစုပ်ကျွန်မတိတ်အစုံမစားနိုင်ဘူးအားလေးထည့်မယ်အာလူးဟင်းလေးရပါပြီဒါအမချက်ထားတဲ့ပဲနဲ့လေးပါဒါတော့တိုးစရာကတဲ့ချင်းလေးရခင်းသီးလေးရပဲတီချင်းလေးကျွန်မဝယ်ခဲ့တယ်မပီတောင်းလေးလည်းနေစားခြင်းနဲ့ဆိုပြီးတော့ဒါတော့ကျွန်မရဲ့ပရက်လေးပေါ့ဒါအရင်နေ့ကဟင်းဟိုဂျန်တီဂျန်လေးတွေပြီးတော့ကျွန်မချိုတဲမယ်တတိစားမယ်တတိလေးစိတ်တစ်လုံးကျွန်မညနေပိုင်းဈေးသွားတဲ့အချိန်မှာ3လုံး2000ဆိုလို့ဝယ်ခဲ့ပါတယ်အဲ့အပေါ်ပိုင်းကချိုတယ်အောက်ပိုင်းကအလုံးကနည်းနည်းချက်ကဲကျွန်မထွန်းဆက်စားပါပြီကျွန်မအစားနဲ့ဝက်ဖြစ်နေတော့ကျွန်မငရုတ်သီးမုတ်တရားမစားနိုင်ပဲမဲ့စားကြည့်စင်လို့ဒီနေ့တော့နည်းနည်းလေးများများထည့်စားလိုက်တယ်အာလူးလေးကိုထည့်baby ချင်းလေးကိုကျွန်မထည့်baby ချင်းလေးရလဲစားလို့ကောင်းစားကြပါအောင်နဲ့ကျွန်မအရင်စားတော့ပဲခရမ်းသီးကိုကျွန်မတို့အညာလေးတွေပါစားတာစိုက်တယ်အဲ့လိုစားတာစိုက်တယ်စားပြီဝတ်ပုံမိုင်းစားနေပါပြီရှင်ကျွန်မထမင်းစားလိုက်ရမယ်ဆိုတော့ကျွန်မထမင်းတစ်နေ့ကို4 လောက်စားပါရဲ့ရှင်အားကြောင့်ဒီခဏကိုပြည့်နေကတဲ့ချင်းလေးတို့မရှင်ဆက်နေရကျွန်မဆက်နေကြည့်အောင်ကျွန်မကတော့စားလို့ကောင်းပါတယ်ရှင်အရင်စနေကိုကျွန်မပဲနဲ့လေးနည်းနည်းစားလိုက်တော့ဆက်ပြီးသွားပါတယ်ကဲဆက်ကြပါဦးထမင်းကတော့ကုန်ပြီတယောက်တည်းပြိုင်စားနေတော့ကျွန်မ
ကုန်သွားပြီကျမကြည့်အောင်ထမင်းတစ်စီးမှမကြောက်ကျမစားလိုက်စားပြီးတော့မှကြည့်ကျမခုနခွဲထားတဲ့စိန်တစ်လုံးနှလုံးကိုကျမစားပါမယ်ကျမစားရင်အဲ့တစ်ဘက်ကကျမတယောက်တည်းစားအဲ့ဒီအပေါ်ကအလုံးကချိုးပါတယ်အောက်ကအလုံးကချင်းပါတယ်ကျမနှလုံးတစ်လုံးကျမအပေါ်ချိုးရည်တွေပဲစားနေပါတယ်စာအုပ်ကဖလက်စာဆိုတော့စာအုပ်လေးဖတ်ရင်းနဲ့တည်တည်လေးစားကျမဘဝတရားတာရတော့စာအုပ်ဖတ်တာနည်းနည်းအစားစားတာများများကျမဒါတော့ကျမနှုတ်ဆက်နေရပြီပေါ့ဒီ blog လေးရဒါပါပဲရှိကျေးဇူးတင်ပါတယ်